ကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်လည်းမတင်တာကြာပြီဆိုတော့ကဲဒီနေ့ကျွန်တော်ညီကောင်မတွေကိုကျွန်တော်လုံးပိုင်လေးပေါ့ဗျာနော်လုံးပိုင်လေးဘလို့ကြည့်ကြည့်အဲ့လုံးပိုင်မိတ်ကြတယ်နော်ဒါညီကောင်မတွေကြိုက်ရှင်တော့ထိုးပေါ့ဗျာနော်ကျွန်တော်မှာတော့ဒီအချိန်ကျွန်တော်ဒီ grand တွေလေးကျွန်တော် share ရထားပါတယ်နော်ဒီအချိန်တော့ကျွန်တော်9ခွက်6ခွက်ပဲ9ခွက်ပဲပြီးမှာဗျာနော်ကျွန်တော်မှာသမားတွေကို main 2ခွက်ရန်3ခွက်ပေါ့ဗျာနော်တေချာလေး share ကနေပေါ့ဗျာနော်ဒါလေးကျွန်တော်ပေးပါမယ်မှာသမားတွေကိုအနားလေးကျွန်တော်ပို့ပေးမှာပေါ့ဗျာโอเคအဲ့ဆိုကျွန်တော်လုံးပိုင်လေးရတာဘယ်လိုရလဲကျွန်တော်ပြပေးမယ်နောက်တစ်ချက်တော့ပဲကြည့်ဒီမှာဗျာကျွန်တော်တို့ဒီအချိန်ပေါ့ဗျာဒီအချိန်မှာကျွန်တော်ကဘယ်လိုလေးလုံးပိုင်လေးကျွဲလဲဆိုကျွန်တော်ဒီသူ့ခုနှစ်ကလေးကျွန်တော်လိုက်ကြည့်လိုက်တယ်ဗျာနော်ခုနှစ်ကလေးလိုက်ကြည့်တဲ့အချိန်ကျတော့ခုနှစ်ကဘယ်အချိန်ကြီးလဲဆိုတော့ဒီမှာဗျာ2000နဲ့ဆက်တော့သွားကြည့်ပါဗျာ1986ခုเนาะအဲ့ဒီမှာ86ခုမှာ4ထိတ်ကြပြီးတာเนาะသူ့ရဲ့အောက်နှစ်ပင်ကျော်မှာ4ဆိုပြီးပြန်ကြတယ်ဒါလေးရှင်းမှတ်ထားမယ်เนาะပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ86 1986မြင်ရလားမသိဘူးเนาะနည်းကျေပြပဲဆိုတော့မမြင်ရဘူးဖြစ်တယ်လေเนาะဟုတ်ပြီ1986မှာ4ထိတ်ကြပြီးတာเนาะကျွန်တော်ရှောက်ကြည့်လိုက်မယ်4ထိပ်ပါလားဟုတ်တယ်မှာ4ထိပ်ဟောဒီမှာ4ထိပ်တော့ပါတော့ပါဗျာ4ထိပ်ကြပြီးတိုင်းနှစ်ပင်ဆိုတော့တစ်ပင်နောက်တစ်ပင်ပေါ့နော်ဒါပါနှစ်ပင်မှာလဲ4တလုံးပြန်ကြတာပဲနော်ဒါမျိုးလေးပေါ့အဲ့တော့ကျွန်တော်ဒီ86ပြီးတော့96ခုနှစ်နော်ဒါနည်းနည်းကျဲသွားပြီဗျာနော်ဒါဆိုလည်းမြင်ရပါတယ်နော်1996ခုနှစ်နော်96မှာလဲ4ထိတ်ကြပြီဆိုဒီမှာတော့မကြောက်ဘူးเนาะအောက်မှာကြည့်လိုက်ဟုတ်တယ်မှာ4ထိတ်ကြပြီဒါသူ့ရဲ့အောက်နှစ်ပင်ကျော်မှာကျွန်တော်4တလုံးဆိုပြန်လိုက်တယ်ဗျာเนาะနောက်တစ်ခါကျတော့ကျွန်တော်ဘယ်အချိန်ဒီရှိသေးလဲဆိုတော့2006ခုနှစ်2006ခုနှစ်မှာလဲ4ထိတ်ကြပြီဒါသူ့ရဲ့အောက်မှာ4ဆိုပြီးပြန်လိုက်တယ်ဗျာအဲ့လို cycle တွေပေါ့เนาะအဲ့တော့2016မှာလည်းဒီမှာကြည့်လိုက်ဒီအချိန်မကြပါဘူးဒီအချိန်လာမှာပေါ့ဗျာ4ထိပ်ကြပြီးတိုင်း4လို့ပြန်လိုက်တာပေါ့ဗျာဒါမျိုးလေးတွေပေါ့နော်အဲ့လိုလေးပြန်လိုက်တယ်နော်အဲ့တော့ကျွန်တော်ဒီ2020နဲ့6 4ထိပ်သူ့ရဲ့နှစ်ပင်ကျော်မှာကျွန်တော်4ဆိုပြီးတော့ကျွန်တော်ကြိုက်တယ်ဗျာတစ်လုံးနော်ဒါပေမဲ့ကျွန်တော်ဒီလိုပြတိုင်းညီကောင်မကြီးကြိုက်မှာမဟုတ်သေးဘူးလေနော်ဘာဖြစ်လဲကျွန်တော်မှတည့်ရပြတဲ့ site တွေရှိပါလိမ့်နော်အဲ့တော့ကျွန်တော်တစ်ချက်လောက်သွားကြည့်မယ်ဗျာတစ်ချက်လောက်သွားကြည့်မယ်ဆိုတော့ကဒီမှာကြည့်လိုက်ဒီမှာဗျာနောက် site လေးတစ်ခုလောက်သွားကြည့်မယ်နောက် site လေးတစ်ခုကျတော့သူကဘယ်လိုလေးလဲဆိုတော့ဒီမှာကြည့်လိုက်ဒါကြောင့်ကာလာဝါလေးနဲ့ပြပေးမယ်နော်ကြည့်1986ခုနှစ်အစပြန်ပါမယ်နော်1986ခုနှစ်နော်ဒါနောက်တစ် site နော်ဒီမှာ9နောက်ပိတ်ကြပြီးတိုင်းသူ့ရဲ့အောက်မှာ4ဆိုပြီးလိုက်တယ်เนาะဒါလေးကိုသချမ်းမှတ်ထားမယ်เนาะကျွန်တော်ပြမှာဒီ site ပြမှာเนาะပြီးခဲ့တဲ့ဟာတွေမဟုတ်ဘူးเนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာဗျာဒီမှာ86ခုနှစ်เนาะဒီမှာ86ခုနှစ်အဲ့86ခုနှစ်မှာ9နောက်ပိတ်ကြပြီးတိုင်းသူ့ရဲ့အောက်မှာ4ဆိုဒီမှာမလိုက်ဘူးဒီမှာလိုက်တယ်9နောက်ပိတ်ကြပြီးတိုင်းဒီချိန်မလိုက်ဘူးဘယ်ချိန်လိုက်လဲအောက်ဆုံးချိန်နဲ့တူတယ်ငါနောက်ပိတ်ကြပြီးတိုင်းသူ့ရဲ့နှစ်ပင်ကျမှ4ဆိုလိုက်တယ်ဗျာเนาะဒါလေးတွေမှတ်ထားမယ်เนาะဟုတ်ပြီ86ပြီးတော့96ခုเนาะဒီ site လေးရှာကြည့်မယ်เนาะ96မှာလဲနည်းနည်းကျဲပေးမယ်ဗျာရှင်းအောင်96မှာလဲ9ပိတ်ကြပြီးတိုင်း4ဆိုပြီးတော့လိုက်တယ်ဗျာအမှ site လှတာကြီးတွေ့တော့မယ်เนาะအဲ့တော့ကျွန်တော်တို့က96ပြီးတော့2006ဗျာငါထိတ်ကြပြီးငါပိတ်ကြပြီးတာသူ့ရဲ့နှစ်ပင်ကျော်မှာ4ဆိုပြီးလိုက်တယ်ဗျာအပါစိုက်လာတာလေးစတွေ့ရမယ်နော်ကြည့်ကြအဲ့တော့ကျွန်တော်ဒီ2026အဲ့ဒီမှာဗျာငါပိတ်ရှာလိုက်တယ်ကျွန်တော်ဒီမှာကြည့်လိုက်2026ဒီမှာ DJ 2016ဒီမှာဗျာငါပိတ်ရှာတယ်ဗျာအဲ့မှာလေးကြတယ်ဗျာအဲ့တော့ဒီ2026မှာငါပိတ်ဆိုတဲ့အချိန်ကဘယ်နေချိန်လဲဆိုဒီအချိန်မှထွက်တယ်ဒီမှာ4ကုန်းကဟာဒီ9ပိတ်ကြပြီးတိုင်းလေနှစ်ကွင်းကျော်မှာ4တလုံးပိုင်ပဲဒါရှင်းပါတယ်နော်
အဲ့တော့ကျွန်တော်ပြမယ်ဟာလာပြီတွဲလုံးလေးဒါကျွန်တော်လေးလုံးပါမပြနော်တွဲလုံးလေးကိုကျွန်တော်ပြပေးမယ်အဲ့တော့ကျွန်တော်ဘယ်လိုလေးတွဲလုံးလေးယူထားလဲဆိုတော့ဒီမှာပြရိုးရှင်းပါတယ်ဒီရှေ့ပင်တွေကတော့ကျွန်တော်ကြော်လိုက်ပြီဗျာဒါ96ခုနှစ်ကစပြပေးမယ်96ခုနှစ်ကစမှန်တာဆိုတော့ရှေ့ပင်ကတပင်မှန်တယ်ဗျာတပင်ဖောက်တယ်နော်ဒါကြောင့်မပြတာ96ခုနှစ်ကမှန်တာဆို96ခုနှစ်ပြပေးမယ်1996ပါဗျာဒီမှာ9ပိတ်ကြတယ်ဗျာဒီမှာ4ကြတယ်ဗျာနော်ဒါရှင်းပါရဲ့နော်9ပိတ်ကြတယ်4ပိတ်ကြတယ်96မှာ9ပိတ်ကြတယ်4ပိတ်ကြတယ်နော်ဟုတ်ပြီအဲ့တော့ဒီ9ပိတ်ကအောက်ကကဏ္ဍက128တွေ့လား128နော်ဒီမှာ height 128 height 8နောက်ပိတ်ဒီဟာရီလေးနဲ့တွဲပြီးမှ8လေးဆိုပြီးတွဲလုံးရိုက်တယ်8လေတိုင်းလေးနောက်ပိတ်နဲ့တွဲလုံးနော်ကြည့်တာနော်ဒီမှာ height လို့ရိုက်တယ် height 8က height မှာလာရိုက်တယ်လေးတစ်လုံးနဲ့ဒါမျိုးလေးပေါ့ဗျာ96ပြီးတော့ကျွန်တော်ကနောက်တစ်ချိန်ဘယ်ချိန်ရှိလဲဆိုဒီမှာ2006ဟာဒီမှာကြည့်2006ဒီမှာ9ပိတ်ကြတယ်ဗျာရှင်းနေနော်9ပိတ်ကြပြီသူ့နှစ်ပိတ်ကျမှ4ဆိုမလိုက်ဘူးလားလိုက်တယ်9ပိတ်ကအောက်ကသူ့ရဲ့ကနေဒီ964တဲ့ဟာဒီ4ဒီအလဲတိုင်းလိုက်တယ်အဲ့ဒီမှာ44ဆိုတွဲလိုက်တယ်4လေတိုင်း4ပိတ်နဲ့344ဆိုထွက်တယ်နော်ရှင်းပါတယ်ဒါ2ချိန်ပေါ့ဗျာအဲ့တော့ကျွန်တော်ဒီမှာ3ချိန်ဒီချိန်2016ဒီမှာအဲ့ဒီချိန်လေးမှာကြည့်လိုက်9ပိတ်ကြတယ်ဗျာ4ပိတ်ကြမယ်ဗျာသူ့အောက်က86တိဒီ6ဒီအလဲတိုင်းလိုက်ပြီးတယ်ဗျာဒီမှာအလဲတိုင်းလိုက်ပြီးရဗျာအဲ့မှာ6လိတ်တွဲတွေ့လားအမှထိတ်ဆုံးတစ်လုံးပဲရှားမှာကျွန်တော်တို့ကနော်မစောပေါ့တယ်နော်အဲ့တော့ကျွန်တော်မှကြည့်လိုက်ဒီ2026မြင်နေနော်2026အဲ့2020မှာဒီမှာကြည့်လိုက်9ပိတ်ကဒီချိန်နေဟာဒီမှာလေးလုံးပိုင်းဆိုတော့ကျွန်တော်လေးလုံးပိုင်းမှာလေးနောက်ပိတ်တော့ကင်လိုက်တယ်ဗျာအဲ့ဒီမှာသူ့ရဲ့အောက်ကပါလေနှစ်တလေးဆိုတော့ဟိုက်မှာလေးဒီလေးဘူးလာမလားဒါကျွန်တော်စဉ်းစားကြည့်တာပေါ့ဗျာအဲ့တော့လေးဘူးလာမလားဆိုတော့ကျွန်တော်ကလေးဘူးကိုကျွန်တော်ကဒီရှေ့ရ CD ဆွဲရမှာပေါ့ဗျာဒါညီကမတွေသိပါတယ်နော်လေးဘူးကိုရှေ့ရ CD ဆွဲကြိုက်တဲ့ကဏ္ဍဆွဲပေါ့နော်ဒါမှမဟုတ်ရှင်ကျွန်တော်ပြောတဲ့ကဏ္ဍကိုထိုးမလားဒါလေးကျွန်တော်ပြပေးမယ်နော်အဲ့ဒီတော့ကျွန်တော်ပြတဲ့ site တိုင်းမှာကြည့်လိုက်အဲ့ဒီတော့ဒီမှာသူ့ရဲ့ထွက်စီလေးကိုကျွန်တော်တစ်ချက်ကြည့်မယ်1996ကပြန်ကြည့်မယ်96မှာ9 4နောက်ပိတ်8လေတိုင်း4 8လေးကိုသူကဗာနဲ့လိုက်လာဆိုတော့9 8လေးဆိုပြီးထွက်တယ်မခဏနဲ့တွဲထွက်တယ်9 8လေးမှတ်ထားမနော်9 8လေးထွက်တယ်ဟုတ်ပြီဒုတိယကြိမ်2006 9 4ပိတ်သူ့အောက်က4ဒီ4လို့လိုက်တော့ဟာဒီမှာထွက်တာကဘာနာလဲဆိုတော့ပုံးလေးလို့ထွက်တယ်နော်အဲ့ဒီဟိုက9ထိတ်နော်ဒီမှာကျတော့ပုံးနေနော်တွဲလိုက်တယ်9ပုံးပေါ့ဗျာဒါမျိုးတွဲလိုက်တာပေါ့နော်ဟုတ်ပြီအဲ့ကျတော့ဒီမှာ2016ဒီမှာ4ပိတ်6လေတိုင်း6လေအဲ့ဒီမှာ9ပုံးခေါ်ဆိုပြီးတွဲလိုက်တယ်ဟာဒီမှာခွန်6လေထွက်သွားတယ်နော်အဲ့တော့ဒီ2016ဗျာ2026ဒီမှာ4ပိတ်ဆိုရင်အဲ့ဒီမှာကျွန်တော်မာဂနက်နဲ့ဘာနဲ့တွက်ကတ်မလဲကျွန်တော်စီးဆွဲမယ်ဆိုတော့ကျွန်တော်က1 5နော်ပုံခွန်9ဒါရင်းနဲ့တွဲရမှာဗျာနော်လေးဦးနော်အဲ့ဒီမှာကျွန်တော်ကသူကဘယ်တော့ထွက်ဆို9ထိတ်နဲ့တစ်ချိန်ထွက်တယ်3ထိတ်နဲ့တစ်ချိန်ထွက်တယ်ခွန်ထိတ်နဲ့တစ်ချိန်ထွက်တယ်3ချိန်ကပြီးသွားပြီအဲ့တော့သူ့မှာကျန်တဲ့ကဏ္ဍက6ဆိုတဲ့ကဏ္ဍလေးကျန်သေးရဲ့ဗျာနော်အဲ့တော့6လေးကျွန်တော်ကြိုက်တယ်နော်1လေးလေးကောင်းပါတယ်နော်ဒါတော့ကြိုက်တာထိုးပါ6လေးကဘာကြောင့်6လေးကိုကြိုက်ရလဲကျွန်တော်ကကြိုက်တဲ့လူကစီးဆွဲပေါ့ဗျာနော်ဒါကျွန်တော်ပြောပါတယ်6လေးကိုဘာကြောင့်ကြိုက်ရလဲဆိုတော့ဒီမှာကြည့်လိုက်ဗျာဒီမှာပဲကြည့်လဲ1 2 3 4 ငါဟုတ်တယ်နော်ဒီကစာရည်မယ်နော်ဒါစာရည်မယ်ဒီမှာ1ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်နော်5ကြိမ်ရဲ့အပေါ်မှာဟိုက်မှာ9 6လေးဆိုတော့ထွက်တယ်နော်ဒါဒီကစာရည်မှာ1ကြိမ်2ကြိမ်3
3ချိန်4ချိန်5ချိန်5ချိန်ရဲ့အပေါ်မှာဒီကနန်းပေါ့ဗျာနော်ဒါလေးကကျွန်တော်ဖြတ်မှရမယ်ဘယ်လိုလဲဘာလဲဖြတ်ရမလဲခဏစောင့်ဖြတ်ပေးမယ်အဲ့တော့ဒီမှာ5ချိန်ရဲ့အပေါ်မှာဒီမှာ3နဲ့4ဆိုကနေထွက်တယ်နော်ဒီမှာလဲ4ပါတယ်ဒီမှာလဲ4ပါတယ်ဒီမှာလဲ4ပါမလားစဉ်းစားကြည့်ရပါဗျာအဲ့တော့ဒီမှာကြည့်လိုက်သူ့ရဲ့ရှေ့မှာလည်းရေးလို့ရပါတယ်4ပါတယ်ဟာလေနော်ရှိပါတယ်ဒါကျွန်တော်ကဒီအနားနီးပြတာပေါ့ဗျာနော်ဒီမှာကတ်ရေးလေးရေးလို့ရပါတယ်မှာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်5ချိန်မှာဒီမှာ4ခုထွက်တာပဲနော်ဒါတွေစစ်ပြအောင်လို့ရပါတယ်မပြတော့ပါဘူးလေနော်အဲ့တော့ဒီမှာကြည့်ဗျာဒီမှာ4ပါတယ်သူ့ရဲ့အပေါ်ဒီမှာ3 6နှစ်3ဒီ3လေးထိတ်နဲ့ဒီမှာ3နှစ်လေးထွက်တယ်ဗျာ4နောက်ပိတ်ဒုတိယနော်ဒီမှာ5ကိုလေးရဲ့အပေါ်မှာဘာရှိလဲ435ဟာဒီ9နောက်ပိတ်ဒီ9ထိတ်ဆိုထွက်တယ်ဗျာဟာဒီမှာ2ချိန်ဆိုရင်နော်5ကိုလေးဒီအချိန်မှာအဲ့လိုလာခဲ့မယ်ဆိုရင်ကျွန်တော်4ဘူးရတာဟုတ်တယ်မဟုတ်လားဒီမှာလဲအဲ့ဆိုတော့ဒီအချိန်နဲ့ဒီနဲ့ထွက်ခဲ့မယ်ဆိုရင်4ခုကိုဗျာပြီးတဲ့အချိန်တော့အဲ့တော့ကျွန်တော်က6နောက်ပိတ်ဒီ6ထိတ်နဲ့ဆိုတော့4ပိတ်နဲ့ကင်မယ်ဆိုရင်6လေးတစ်ခွက်ထည့်ဒါတော့ကြိုက်ရှင်ထိုးပါနော်ဒါတော့ကျွန်တော်4တလုံးဘိုင်ပေါ့ဗျာကျွန်တော်ပြောမယ်ဆိုတော့လောင်းရင်လည်းလောင်းပေါ့ကျွန်တော်မှာတော့ဒီ4နဲ့ပတ်သက်တဲ့ကဏ္ဍတွေပဲကျွန်တော်ပြေးထားပါတယ်เนาะကျွန်တော်မန်ပါထဲမှာ4မပါတဲ့ကဏ္ဍကတစ်ခွက်ထဲပါဒါ main ကဏ္ဍနှစ်ခွက်မှာ4မပါတဲ့ကဏ္ဍကတစ်ခွက်ကျန်တဲ့ကဏ္ဍကကျန်တဲ့4ခွက်က4နဲ့ပါတဲ့ကဏ္ဍနေเนาะဒါကြိုက်လို့ရှင်ထိုးပါဒီ6လေးလေးခုပြတဲ့6လေးလေးကလည်းကျွန်တော်ရဲ့ဒီဒုတိယပေါ့ဗျာဒုတိယ5ခွက်မှာနောက်ပတ်စုကဏ္ဍလေးပါเนาะသူရှိမှာတော့ကျွန်တော် main 2ခွက်ကျန်သေးပါ main သူရှိမှာ4ခွက်ပေါ့ဗျာ main 4ခွက်เนาะmain ကအဓိက main ထားတော့မှာ2ခွက်ရှိတယ်ဒုတိယရန်ကနန်းက3ခွက်3ခွက်ထဲမှာဒီ6လေးလေးကကျွန်တော်နောက်ပြီးဆုံးကနန်းလေးပါနော်ဒါသူရှိမှဒီရက်ကောင်းတဲ့ site တွေအများကြီးရှိပါတယ်နော်ကနန်း site တွေနော်ဒါလေးလည်းအလေးသိရင်ကျွန်တော်ပြပေးပါမယ်ဒါဒီရန်လေးရဲ့ချက်ရှင်ထိုးပါဒီပြရင်တော့ရှိပေါ့ဗျာနော်ကျွန်တော်နည်းနည်းကြားမှဆိုမပြတော့ပါနော်တကယ်လို့ကျွန်တော်ဒီမှာမှန်မှန်ဝင်ကျင်နေဆိုရင်လည်းဝင်လို့ရပါတယ်2လ4ချိန်စာ2000ကျပ်ပါနော်ဒီချိန်ကကျွန်တော်5ခွက်ထဲထိုးရမှာပါ main နဲ့ကြိုက်မယ်ဆို2ခွက်ထဲထိုးရမှာပါနော်မှန်မှန်ဝင်ကျင်ဆို2လ4ချိန်2000ကျပ်ပါနော်ကျွန်တော်ဒီဖုန်းနံပါတ်မှာဆက်သွယ်လို့ရပါတယ်နော်ဘိုင်ပါလည်းရှိပါတယ်โอเคပါဒါဆိုရင်လောက်ပါပဲလीနော်ကျွန်တော်မမိုက်လဲကျွန်တော်အနားနေကျွန်တော်ပို့ပေးပါမယ်